တိုင်းပြည်ထဲမှာအချောင်သမားတွေကတီးခြားစီပြီးသားပတ်စံစီတဲ့ကောင်တွေကပူဆိုးတယ်ခုနတော့ကကျွန်တော်ဝေတောက်ကားတွေ data license လေးလုပ်ပေးလိုက်ရင်ပိုကောင်းတယ်လို့ပြောတော့ဒီမှာ license ကားကြီးစီးနေရတာနဲ့သူရဲ့ license ကားကြီးကိုရောင်းပြီးတော့မှ data license နဲ့3-4စီးဝယ်ပြီးတော့လုတ်ပြစ်လိုက်မှာတော့ဘာညာခင်ဗျားတို့ဟိုအုံနောက်မမီမသုံးတတ်တဲ့လို့ဘာလို့ဒါမျိုးလာပြောတယ်ဗျကျွန်တော်ကဒီကိစ္စကိုနောက်တက်တဲ့အစိုးရတွေမှာပဲတွတ်တိတ်အကြံပြုချင်တာဗျเนาะဒါလူသိလို့ကောင်းတဲ့ကိစ္စလည်းမဟုတ်ကျွန်တော်ကအဲ့လိုအချောင်သမားတွေစီမံသိလို့ကျွန်တော်သိပြီးသားဒီလိုလုပ်ရင်ဒီလိုတွေပေါ်လာမယ်ဒီလိုအချောင်သမားတွေအပြေးလွှားလှုပ်ရှားကြမှာဆိုတာသိတာဗောဒါကြောင့်မို့ကျွန်တော်အဲ့ဒီတည်းမှာတလအတွင်းအချိန်ကန့်သတ်တလအတွင်းမှာစရင်နေအကုန်လာသွင်းခိုင်းဝေတောက်ကစရင်နေလာမသွင်းတဲ့ကောင်လည်းရှိမယ်လေခမရလိုင်စင်ပြီးမယ်လည်းမပြောဖမ်းမယ်လည်းမပြောသိမ့်မယ်လည်းမပြောဘာလုပ်မယ်လည်းမပြောစရင်မဲ့တောင်းတာအဲ့ဒါမှဆိုလာမပေးတဲ့ကောင်လည်းရှိမယ်ရှိရင်သူရဲ့တမတ်ကာလာလွန်သွားလို့ရှိရင်ခမရဟိုသားလိုအဲ့10ရက်ပဲအချိန်ပြီးမှာပေါ့တပတ်အတွင်းအပြီးစရင်လာဟုတ်လားလာမအဲ့တဲ့ကိစ္စတွေနောက်ဆက်တွဲဆိုးကျိုးတွေရှိမယ်လေအဲ့တော့ခမရအပြေးလွှားဆိုင်စင်ကိုင်းရောက်ပြီးတော့ခမရအပြေးလွှားဝေတောက်က10စီလောက်ဝယ်ပြီးတော့လာပြီးတော့ဒေတာလိုက်ရင်ဖောက်ဖို့လည်းမစင်စားနဲ့အချိန်လည်းမရအောင်เนาะအဲ့ဒီမှာလမ်းမှာလည်းခမရတို့အကုန်ဖမ်းမှာနောက်ထပ်သွင်းလာတဲ့ကောင်အကုန်လုံးပိတ်ဖမ်းမှာเนาะအဲ့ဒီလိုမျိုးရှိတယ်ဟုတ်ပြီလိုက်စင်လုပ်ပြီးမယ်ဒေတာလိုက်စင်ဆိုကြပါစို့တနိုင်ငံလုံးသွားလို့ရတဲ့ကားကဒီကားပဲ300တန်နေဆိုရင်ဒေတာလိုက်စင်က300လောက်ဖြစ်မယ်350အလွန်ဆုံး400လောက်တန်တာမျိုးဖြစ်သွားမှာပေါ့အရင်ဈေးနှုန်းသွားပြီးတော့ကတ်လိုက်လို့လည်းမရအောင်တနိုင်ငံလုံးပတ်လို့ရတဲ့ကား300ဖြစ်ပြီးတော့ဒေတာတွင်လေးပဲကိုယ်ပြည်နေတဲ့သွားလို့ရတာ450 480ဖြစ်နေလို့လည်းမရအောင်လေဒီလိုမျိုးပေါ့ဟုတ်လား300 350အလွန်ဆုံး400ပေါ့ဗျာဒီလိုခွာတာမှာเนาะအဲ့တော့တိတ်လည်းမကွာဘူးဗျာဈေးကလည်းအရင်ကြီးကွာတာမဟုတ်ဘဲနဲ့တနိုင်ငံလုံးပတ်လို့မရတဲ့ကားကိုဒေသတွင်လေးပဲသွားလို့ရတဲ့ကားကိုနောက်ဘယ်သူကလိုက်စင်လုံးမှာလဲဘယ်သူကဝေးတော့တွင်ပြီးတော့ဟိုဝေးတော့ကားစီးရင်ထောင်တက်လောက်ကြမဲ့ပြစ်ဒဏ်တွေချရင်ဘယ်သူကထပ်သွင်းမှာလဲဒီလိုတွေလောက်ပါလေခင်ဗျားတို့အဲ့ဒီအချောင်သမားတွေရှိတာသိတယ်အဲ့ဒီအချောင်သမားတွေကိုပဲထောင်ထဲထည့်နေတာကျွန်တော်ကနော်ဟိုဒီမရှိမဲ့နဲ့ဟိုကိုယ့်ရဲ့ဟိုကျေးလက်ဒေသတွေမှာဟုတ်လားဒါလေးတွေနဲ့ဟိုခြံထဲသွားဘာသွားဟိုမိသားစုကျောင်းပို့ဘာညာဟိုပညာရေးကျမ်းမာရေးသွားနေဒီလိုအခြေခံလူတန်းစားတွေအတွက်ဘာမှမထိခိုက်စေချင်ဘူးခင်ဗျားတို့ခုနကတော့လိုင်စင်ကားကြီးစီးပြီးတော့အချောင်သမားကျွန်တော်နာမည်တော့မထည့်ပြပါဘူးကွန်မန့်မှာဝင်ဖတ်ကြည့်လိုက်တယောက်တွေ့တယ်နော်အဲ့ဒီအချောင်သမားတွေကိုပဲကျွန်တော်ကနှိပ်ချင်တာနော်အထောင်ထဲထဲမှာခင်ဗျားလိုင်စင်3-4စီးတော့လုတ်လို့ရမှာအချိန်လည်းရမှာမဟုတ်ဘူး